မင်းပွဲမှာဘယ်လိုလုပ်လိုက်တာလဲ ရှင်မြင်တဲ့အတိုင်းပဲလေ ဒီမှာမို့မင်းကတပတ်သားပေါ့အာနာတတဲ့စိတ်လေးနည်းနည်းမှမရှိဘူးလား ရှင်လေလူကကျမတို့ဒီစကားပြောရဲနော်ဘာလဲကျမရှင့်ကောင်မကိုဖော်ဖော်ရွေဆက်ဆံနေထင်နေသလား အေးမထင်ပါဘူးဒါပေမဲ့မင်းအဲ့လိုရိုင်းချလိုက်မယ်လို့ထင်မထားဘူး ကြီးရရနော်ကျမရိုင်းဆိုင်တာလားရှင်အထိမခံနိုင်ဖြစ်နေတဲ့ကောင်မဇရိုက်ဆန်နေရလားဆိုတာကိုပါတီမှာရှိရတဲ့သူတွေတယောက်ချင်းလိုက်မေးကြည့်ပါလား တော်လိုက်တော့မို့မခငါကမင်းရဲ့တရားဝင်ယောက်ျားနော်ငါနဲ့မင်းငါကုန်သိခါမင်းကြောင့်အထိခံမခံနိုင်ဘူး ရှင်ကမြင်ပြောရတယ်ရှိတယ်ကျမဖီမြေတော်မြောက်ပေးတယ်လို့လူမွေးတူမွေးပြောင်းလာတော့အခုမှစကကြီးစကကြီးတွေပြောမြင်ဆမ်းပါနဲ့မောင်ရဲ့မောင်လုံနေရတယ်ကျမချပြလိုက်ရင်မောင်ဘယ်လိုဖြစ်တော့မယ်ထင်လဲပြောစရာကြီးနေမှာနော် ဟင်မင်းတော့မောက်မာတယ်မိမပါလားမို့မခဒီလိုတော့ဆက်ဖြစ်နေမင်းနဲ့ငါကွာရှင်းရမယ် မိုးမခဘဝမှာယောက်ျားမရှာဘူးအဲ့ဒါရှင့်ကောင်းထဲမှာစွဲနေအောင်မှတ်ထား